နေ့တစ်နေ့ရဲ့အစားတော့တွေးမျိုးစုံနေနေချေတာပေါ့ idea တစ်တွေခံစားမှုတစ်တွေရတဲ့အချိန်ပေါ့ကျွန်တော်တော့မနက်တိုင်း black coffee တောက်ဖြစ်တယ်မနက်စားတယ်အချိန်ရရင်စာခဏဖတ်ဖြစ်တယ် daily supplement အနေနဲ့ revital ကိုမနက်စားပြီးတိုင်းတော့တောက်ဖြစ်တယ် mental focus ရတယ်တနေ့ကုန်တက်ကြွလန်းဆန်းစီတာပေါ့ကျွန်တော်အပြင်မသွားခင် daily schedule ကြည့်တယ် calendar စစ်တယ်လိုအပ်တာတွေကိုနှုတ်ချရေးဖြစ်တယ်ကျွန်တော်တခါကျရင်မေ့တယ်လေဒီနေ့ schedule ရတော့ indoor training အရင်သွားလေ့ကျင့်ရမယ်ပြီးမှအလုပ်သွားလဲရတယ်အခုကတော့ triathlon training လုပ်နေတာပေါ့ Ironman 70.3 triathlon ပြိုင်ပွဲကဇူလိုင်လမှာပြန်ရတော့မယ်ပွဲကတော်တော်လေးလဲကတ်နေပါပြီအလုပ်ရောက်တော့ update တွေကိုနားထောင် weekly schedule တိုင်းပြီးလားမပြီးလားဟိုစစ်ဒီစစ်လိုအပ်တာတွေကိုတော့ပြောရတာပေါ့ညနေအိမ်ပြန်ရောက်တော့ကျွန်တော်တို့အရေးကြီးတာတစ်ခုကြံသေးတယ်ကျွန်တော်ရဲ့ vlog တွေအတွက် editing လုပ်ရတယ်အချိန်တော်တော်လေးပေးရတယ်ဒီလိုမျိုးညတိတက်ကြွလန်းဆန်းစီတာတော့ revital ရဲ့အစွမ်းပေါ့လှုပ်ရှားတွေပြီးွားတာနဲ့ရုပ်ရှင်ခဏကြည့်တယ်ကျွန်တော်တော့ရုပ်ရှင်ကြိုက်တဲ့ထဲမှာပါတယ်မိုးလဲချုပ်ပြီဆိုတော့မနေ့ပြန်အတွက်ပြင်ဆင်ရမယ် good night ပါဒါကတော့ကျွန်တော်ရဲ့တနေ့တာဖြတ်သန်းမှုလေးပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye